မင်္ဂလာပါခင်ဗျဆရာလေးပါခင်ဗျနော်ဒီတစ်ခါတော့ဆရာက2025ခုနှစ်ဆယ်လပိုင်းအတွက်တနင်္လာသားသမီးမိတ်ဆွေတွေအတွက်ကံကြမ္မာဟောစတန်းကိုဆရာကတလားစာဟောကြားပေးမှာဖြစ်တဲ့အတွက်ဥစွာတနင်္လာသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာဘေးဘေးရမှန်များဝေးကွာကြပါစီကြောင်းဒီကနေမေတ္တာကိုဆုတောင်းထောက်ပနာပြုတာလိုက်ပါတယ်ခင်ဗျနော်ဒီ2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာအောက်တိုဘာလအတွင်းမှာမိတ်ဆွေတို့အချိန်ကြီးဘာလို့နဲ့တပြည့်ပြည့်နဲ့ပြောင်းလဲလာအခုဆိုလို့ချင်းဘာမှမဟုတ်2025ရဲ့ဆယ်လပိုင်းကိုရောက်လာပြီဒီဆယ်လပိုင်းအတွင်းမှာတနင်္လာသားသမီးမိတ်ဆွေတွေရဲ့ကံကြမ္မာကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှတ်မိကြပါဦးဒါပြီးတော့ဥစွာမန္တလေးကိုဆရာရောက်နေပါတယ်မန္တလေးကမိတ်ဆွေဆရာနဲ့တွေ့ကြတဲ့မိတ်ဆွေများဆရာအစာဟိကွန်ဒို84 24 25မှာနေပါတယ်ခင်ဗျာနော်ဆိုတော့တို့တော့ဆရာနဲ့တွေ့ကြတယ်ဆိုရင်ရက်ရှင်းလေးတစ်ရက်လောက်တော့ကြိုပြီးတော့ဆရာရဲ့0939 939 416 WhatsApp Telegram မှာဖြစ်စေဆက်သွယ်ပြီးတော့ဆရာနဲ့တွေ့ကြပါတယ်ဆိုပြီးတော့ဆရာကိုစင်ပြသွင်းတာပါဆရာဖုန်းပြန်ဆက်ပြီးတော့ရက်ရှင်းလေးရမရနဲ့ရမယ့်အချိန်ကိုဆရာပြန်ပြောပြပါမယ်လို့ဥစွာပြောပြရင်လည်းအထူးစီစဉ်ပေါ့တနင်္လာသားသမီးတွေအတွက်ဆရာတို့စတင်ခေါ်လိုက်အောင်ခင်ဗျာနော်တနင်္လာသားသမီးမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာဆိုလို့ရှိရင်မိတ်ဆွေတို့ဟာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတဲ့ဆိုတဲ့ကံမျိုးမိတ်ဆွေတို့ရဲ့ကံဟာစိတ်မောလူမောစိတ်ပန်းလူပန်းအရာရာကိုကိုမပိုင်းမပြီးရတာမျိုးတွေဖြစ်နေတယ်ဆိုတဲ့စိတ်မျိုးကံမျိုးပြနေတဲ့အတွက်မိတ်ဆွေတနင်္လာသားသမီးတွေဟာဘာဖြစ်ဖြစ်ဘုံနေရာလဲကိုပါရဒီနေရာလဲကိုပါရစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတာကတော့ကျင်းသေးကြပါလိမ့်မယ်သို့တော့ဒီဆယ်လပိုင်းဆိုတဲ့ကာလကိုဆရာတို့ဆက်လက်ပြောကြားလိုက်ရအောင်ဥစွာမိတ်ဆွေတို့ရဲ့ကံဟာကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်အမျိုးသမီးတွေဆိုအသွေးသားနဲ့ပတ်သက်သောကျမ်းမာရေးလေးတွေသတိထားပါသွေးတက်တဲ့ကျမ်းမာရေးလေးတွေကိုသတိပြုဆင်ခြင်ရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတနင်္လာသားသမီးတွေကလက်ရှိဒီရဲ့ဆယ်လပိုင်းပြင်မှာဆိုလို့ရှိရင်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်စနလို့အစင်းအမြင့်နဲ့ပတ်သက်တာမျိုးလေးတွေအကြောတို့ရှက်တောက်ကိုခန္ဓာကိုယ်ခါအောက်ပိုင်းနဲ့ပတ်သက်သောကျမ်းမာရေးလေးတွေမှာထုံကျင်ရတာမျိုးနာကျင်ရတာမျိုးကြိုက်ခဲရတာမျိုးတွေဖြစ်တတ်တယ်လို့သွေးနဲ့ပတ်သက်ပြီးတော့အရေးပြားတို့နော်သွေးနဲ့ပတ်သက်ပြီးတဲ့အခါကုသိုလ်များများလုပ်ပါဒါဆိုလို့ရှိရင်သွေးတက်ရှိနေတဲ့သွေးစိလေးပဲလှူကိုကပုံမှန်သွေးလှူနေကြမိတ်ဆွေတွေသွေးလေးလှူပေးလိုက်ပါမိတ်ဆွေတို့ရဲ့ကံဟာအထောက်အကူဖြစ်ပြီးများစွာကံကောင်းတာစီမှာဥစွာတေချာတယ်လို့ဆရာကပြောလို့ပါတယ်ကောင်းပြီအသက်65နှစ်အထက်တနင်္လာသားမိတ်ဆွေတွေလေနဲ့ပတ်သက်တာတွေဂရုစိုက်ပါလေထိုးလေအောင်လေဖြန့်တာမျိုးတွေဂရုစိုက်ပါရေကိုင်းတဲ့အခါတတိပြုစင်နေတာအတွက်တော့လိုအပ်ကြောင်းထပ်လောက်ပြောကြားလိုက်ပြစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီ2025ခုနှစ်ဆယ်လပိုင်းတွင်မှာကံဟာအရာရာကိုရှိတိုးဆောင်ရွက်လို့ကောင်းသောကာလဘာကိုဖြစ်ကံဟာမိတ်ဆွေတို့ဘက်မှာအခြားသောနေသားတွေထက်တနင်္လာတွေကဒီဆယ်လပိုင်းဆိုတဲ့ကာလအတော့ဒီမှာဆိုကျင်းသေးတယ်ရှိတိုးဆောင်ရွက်ပါမိတ်ဆွေတို့ကဘာကိစ္စဖြစ်ငွေကြီးကိစ္စစီးပွားရေးကိစ္စလက်လာပါကိစ္စဘာကိုဖြစ်ကျင်းသေးပါအခြားသောနေသားတွေကကံကလူမစွမ်းရင်တော့ကံကမဆားမဲ့ကာလနှကောင်းနှမြတ်တို့အတိတ်ကကံတို့ပထမဆက်တို့ပုဂ္ဂိုလ်ဆက်တွေအခုဒီကိုရရှိမဲ့ကာလဖြစ်တဲ့အတွက်တနင်္လာသားမိတ်ဆွေတွေကလက်ရှိဒီ2025ဆယ်လပိုင်းမှာကံရဲ့တိုးတက်မှုနဲ့ထပ်ကိုရရှိတတ်တဲ့အတွက်မိမိအနေနဲ့ဘာကိုဖြစ်အမိခံလုပ်ခြင်းစိုင်းပုတ်တင်ခြင်းဒီဇိုင်းဆွဲခြင်း graphic အစရှိတဲ့အရာလေးပဲဖြစ်စတင်လှုပ်ဆောင်တာကိုပဲဖြစ်အတက်နိုင်ဆုံးအဖွဲ့အစည်းတင်ပွဲနဲ့ပတ်သက်ပြီးဥဆောင်လုပ်လို့တဲ့လုပ်ငန်းတွေအမိခံလုပ်လို့တဲ့ကိစ္စတွေမှာတော့ရှိတူအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိလာမှာအတေချာပဲဖြစ်တယ်လို့ကံကနည်းနည်းလေးကိုကနည်းနည်းလေးဉာဏ်လေးနဲ့ဝရိယလေးပေါင်းစပ်လိုက်ရင်မိတ်ဆွေတို့ရဲ့ကံဟာထီရက်တည်လာပြီးတော့ယတနာပုံစိုက်ကိန်းနဲ့စိုက်တယ်လို့တားရွှေကိုထမ်းရတယ်လို့ကျင်းတီပါကံဟာဇောတိကဖြစ်နေတာတော့အတေချာပဲဖြစ်တဲ့အတွက်ထီကန်ဆန်းခြင်းထီထိုးခြင်းဖျားမဲပေါက်ခြင်းဇေဒီမဲပေါက်ခြင်းတွေဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ကံဟာတိုးတက်လန်းအောင်မြင်လန်းတဲ့အစဉ်ပြေမှုတွေများစွာရရှိတတ်တော့လာဖြစ်တာတော့အတေချာပဲဖြစ်ပါတယ်ခင်ဗျာနော်အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးရစီအလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်ရင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွင်မှာယာရုလုပ်ငန်းတိုးတာမျိုးတွေအလုပ်တိုးတာမျိုးတွေယာရုတက်တာမျိုးတွေကြုံရနိုင်ပါတယ်ခင်ဗျာဒါအပြင် OHM နဲ့ပတ်သက်သောလုပ်ငန်းတွေရှိလို့ဆောင်ရလောက်ဆောင်မှာအောင်မြင်ခြင်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်တနင်္လာသားသမီးမိတ်ဆွေတွေနဲ့လက်ရှိကာလအတော်တွင်မှာငွေကြီးနဲ့ပတ်သက်သောကိစ္စတွေအစုရှယ်ယာစုချင်းနဲ့ပတ်သက်သောကိစ္စလေးတွေမပြီးမပြတ်ဖြစ်နေသောကိစ္စတွေကိုပြီးပြတ်အောင်စွမ်းဆောင်တာမျိုးအထယ်အလိတ်တို့TT ဖနက်တို့ social media နဲ့ပတ်သက်သောလုပ်ငန်းလေးတွေစားတော့ကိုလုပ်ငန်းလေးတွေနဲ့ပတ်သက်ပြီးလုပ်ငန်းတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးပကြီးပမှုဗေဒင်ဗေဒအစံကြံအစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ဖြစ်စီရှေ့တို့ဆောင်ရလောက်ဆောင်ကောင်းပါတယ်ဓာတ်စီဒီဇယ်လောင်စာစီကြောက်မြတ်ရတနာပဒံမြတွင်းထွက်ဘောမောအစရှိမှန်အစရှိတာလေးတွေရှေ့တို့ဆောင်ရလောက်ဆောင်မှာကုန်တယ်ပွဲစားလုပ်ငန်းလေးတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့အတွေးခေါ်အကြံစီတွေကိုချပြတဲ့လုပ်ငန်းလေးတွေအကျိုးပေးပါတယ် OHM မြေယာထိုင်ခင်းနဲ့ပတ်သက်လို့စောက်ရှင်တပါဆိုရင်ကျင်းသေးပေါက်စောက်ရမယ့်ကာလဖြစ်ပြီးတော့စောင့်နေတဲ့မိတ်ဆွေများလည်းမပြီးမပြတ်တန်းတန်းဖြစ်နေတဲ့မိတ်ဆွေများပြီးပြတ်အောင်စောင့်နိုင်မယ့်ကာလခြေတိုးဆောင်ရရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေကျင်းသေးပေါက်ရရှိမယ့်ကာလဖြစ်ပြီးတဲ့အခါ OHM ပိုင်ဆိုင်လို့တဲ့မိတ်ဆွေများ OHM ပိုင်ဆိုင်ခြင်းမျိုးတွေကျင်းသေးရရှိတတ်သောလာဖြစ်ကြောင်းထပ်လောက်ပြောကြားလိုက်ပြစီခင်ဗျာဒါအပြင်လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်မေတ္တာကြီးစံအင်မတန်အားသာနေပြီးတော့ဖူးစာဖတ်ပေါ်ခြင်းတွေသမီးသားများအနေနဲ့ဆိုရင်လည်းအိမ်အောင်ပြုခြင်းတွေစိတ်ဆက်ခြင်းတွေတော့အားသာကောင်းမှုတိုးတက်နိုင်ပြီးတော့မင်္ဂလာရက်ဆရာနားလာယူလို့ရတယ်လို့ဆရာကြားပြကျင်ညာလိုက်ပြစီနော်အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းနှလွာပေါင်းမှာတရွက်ဆိုတဲ့အတိုင်းပဲတုံးနဲ့တူတယောက်နဲ့တယောက်သမီးသားဘဝကိုရက်အိမ်အောင်ပြုဖို့အတွက်ကိုတိုင်းမြင်ရန်လူကြီးမိဘအနေနဲ့စိတ်ဆက်ကြောင်းလန်းခြင်းဒီနှစ်တော့ဟုတ်လားကျွတ်ပြီးရှင်းရဲတက်ရဲဆိုလို့ပဲမိတ်ဆွေတို့အနေနဲ့အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းတွေလူကြီးနှစ်ဦးကန်းလန်းလှုပ်ဆောင်ခြင်းတွေ
ကျိုးစားပြီးတော့ဆွမ်းဆောင်နေဘာမှဆိုကျင်းတီပေါက်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိစေကြအတိအကျပဲဖြစ်ပါတယ်ခင်ဗျအထယ်လိပ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်စစ်ပစ္စည်းတွေနဲ့ပတ်သက်တာမျိုးလေးတွေအကျိုးပေးပါတယ်ရေရှားမြေရှားပတ်စပို့ဗီဇာလုပ်ငန်းခီးထွက်တာမျိုးလေးတွေငကူကနိုင်ငံခြားသွားဖို့စောင့်နေတဲ့မိတ်ဆွေရပ်ဝေးခီးကနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ခြင်းကောင်းမွန်ခြင်းတွေရရှိတတ်တယ်လို့သင်တန်းတက်ခြင်းဘာသာစကားသင်တန်းတို့ပညာရေးဆိုင်ရာတွေမှာလည်းသင်ယူနိုင်တဲ့လောက်မိတ်ဆွေတို့ကအကျိုးပေးကံကောင်းစီတော့လာဖြစ်တာတော့ကျင်းတည်ကြပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင်လူမျိုးရှားဘာသာရှားအကျိုးပေးပါတယ်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာရုတက်တာမျိုးတွေနေရာထိုင်နေအစ်စ်ရရှိတာမျိုးတွေအိုးအိမ်ရှမ်းတွေစောက်ရတာမျိုးတွေပိုင်ဆိုင်ရတာမျိုးတွေရရှိတတ်တယ်လို့ငဘကသာသမီမရရှိတော့တနင်္လာသာသမီမိတ်ဆွေတွေသာသမီရရှိရန်အတွက်တော့အခွင့်အလမ်းကောင်းတွေရရှိတတ်တဲ့အတွက်နီးစက်ရဖျားစီပတဝန်တွေပါဖြစ်စီဆရာတို့ဖျားတွေရဲ့နော်မိတ်ဆွေတို့နဲ့ဖျားတွေရဲ့အရှိတ်မဟုတ်တဲ့ကိုသွားပြီးတော့မြတ်စွာဘုရားနာမှာတိုင်နေတာမျိုးဖြစ်စီမိမိတို့အနေနဲ့မိမိအိမ်ရဲ့အရှိတ်မှာရှိတဲ့ညောင်မေကြီးတပင်မှာရှိတဲ့ရုပ်ကစုံနတ်မြင်တော့မဟုတ်ညောင်မေနတ်ပင်ကိုရှင်တွဲပေါင်နေတဲ့အပင်ကြီးနတ်ပင်ရှင်တွဲပေါင်နေတဲ့ရုပ်ကစုံနတ်တွေနာမှာငပြောပြီးခုနှစ်ပြီးနဲ့နော်ဆန္ဒမိတ်ဆွေတို့အုံးသီးနဲ့ဒါမျိုးလေးပေါ့မိမိတို့နိစ္စရပြောဆိုတတ်တဲ့မိတ်ဆွေတွေနာမှာတစ္ဆာခရီးပြုပြီးတော့သားသမီးသားလာရတနာသမီးလာပြုပညာလေးတွေတောင်းရင်ဆရာလူချောချောလေးတွေရလာမှာအထေချာပဲဖြစ်ကြောက်ဆရာကထပ်လောက်ပြောကြလိုက်ပြရစီခင်ဗျာကောင်းပြီဒါပြင်ဒီလိုက်တာတော့ဒီမှာငွေကြီးနဲ့ပတ်သက်လာရင်တော့ထီကန်ဆန်းပါလို့တော့ပြောထားတယ်တော့ငွေကြီးနဲ့ပတ်သက်ရင်တော့ဘလောက်ပဲခက်ခဲစီကမှုအဲ့ဒီအခက်အခဲတွေကိုဘလောက်ပဲကန်ညံ့စီကမှုအကျွေးတင်နေပါစေအောင်တော့ကျင်းသေးပါကူညီမဲ့သူကူညီမဲ့လမ်းပေါ်လာတဲ့အတွက်ဘာလို့ဖြစ်စိတ်ထက်မကြပါနဲ့ငွေကြီးနဲ့ပတ်သက်လာရင်မိမိမျက်နှာရဲ့ဆွင်လန်းခြင်းနဲ့စိတ်ကိုယ်သာပြောအောင်ထားပါဘာလို့မှအရင်ကြီးစိုးရင်ပူပန်တောကဖြစ်နေတာမျိုးမလုပ်ဘဲနဲ့ရှေ့တိုးပြီးတော့အားသာကောင်းအောင်ဆုံးဖြတ်ခြင်းမျိုးလေးတွေဆောင်ရွက်ပါပြောဆိုပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိစီမှာအသေးကြပဲဖြစ်တယ်ကောင်းတာတွေကတော့ပြောလို့ကောင်းတယ်ကောင်းတာတွေလည်းဆရာတို့ဆက်ပြောလိုက်ရအောင်ခင်ဗျာနော်ကောင်းတဲ့အချက်လေးတွေကိုဆက်လက်ပြောပြပေးပြရစီကောင်းတဲ့အချက်လေးတွေကတော့ဒီလက်တာတော့ဒီမှာဆိုရင်တနင်္လာချင်းတွဲလောက်တာမျိုးတွေအကျိုးပေးပြီးတဲ့အခါတနင်္ဂနွေသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတနင်္ဂနွေနေ့တွေမှာရည်ကြီးသောကိစ္စတွေကိုဆောင်ရွက်တာဟာကံရဲ့အထောက်ပံ့ကိုရရှိတတ်တယ်လို့အကျိုးပေးသောအရက်ဟာအနောက်ဆူဆူရဖြစ်ပြီးတော့စမ်းတီတာအရက်ကတော့အရှိမြောက်တောင်အရက်ဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအယောင်အနေနဲ့ဆိုရင်ခရမ်းရောင်အနီရောင်အပန်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောကဏ္ဍအပြာတွေအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍနှစ်ကဏ္ဍခုနှစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အားသာကောင်းမွန်စေတာအသေးကြပဲဖြစ်တယ်အရေးကြီးသောကိစ္စတွေကိုမိတ်ဆွေတို့အနေနဲ့ပြောဆိုဆောင်ရွက်တဲ့အခါကျလို့ရှိရင်လက်ထဲမှာပတ်စံ1000တန်းနှစ်ရွက်ကိုဖြစ်စီ200တန်းတစ်ရွက်ကိုဖြစ်စီ1000တန်းဆို2ရွက်200တန်းကိုတစ်ရွက်ကိုလက်ထဲမှာကင်ထားပြီးတော့သို့မဟုတ်အိတ်ကတ်ထဲမှာထည့်ပြီးတော့အိတ်ကတ်ကလေးကိုပုတ်ပြီးတော့ပြောဆိုရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေကျင်းသေးပါရရှိတဲ့ကာလဖြစ်ပါတယ်အကျိုးမပေးတာလေးတွေဆက်လက်ပေါ်ပြပြီးဝင်ပြပါခင်ဗျာကံဆိုတာဆရာတစ်ခါလေးမှပြောတတ်ပါတယ်ဆရာတို့ကတနင်္လာရီဟာလောကမှာအများကြီးရှိတဲ့ထင်မှာပါဆရာတို့ရဲ့တက်ကနစ်နဲ့ရှောင်းရံဆောင်ရံအတွက်ပြောကြပြပြီးခြင်းနဲ့ချင်းဖြစ်တယ်သို့တော့မိတ်ဆွေတို့အနေနဲ့ဗီဒီဆရာကထီပေါက်အောင်လုပ်ပေးမယ်ဆိုတာမျိုးတွေဗီဒီဆရာဟတ်ကြောင်အုပ်ပွားနေတော့မဆွမ်းဘူးပေါ့ဆရာကြီးစင်ရုံလေးစကားငါပြောရင်ကြက်ပြောက်တာကိုဝက်ရောက်မိရရရှိတယ်လို့လည်းမဖြစ်စီပါနဲ့ခင်ဗျာဒါအပြင်ဆရာငယ်ပြောတယ်လို့ပြောရင်ထီကနန်းချက်ကနန်းအပိုင်ပြင်ဆရာငယ်အိမ်နဲ့ရောင်းနဲ့အိမ်နဲ့ဝိုင်းနဲ့ရောင်းပြီးတော့ထိုးမှဆိုတဲ့အကြောင်းကိုဆရာကလည်းထပ်လောက်ပြောရင်းနဲ့သတိပြုစင်ကြင်ရအတွက်ပါဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်အစွန်းမရောက်စီနဲ့အယုံကြည်လည်းမတဲပါနဲ့နော်ဒါလေးတစ်ခုနဲ့ဆရာမိတ်ဆွေတွေကိုဆရာကအကြံပေးပြောကြားရင်းနဲ့ဒီလက်တာတော့ဒီမှာဆိုရင်မိတ်ဆွေတို့သတိထားမှာစက်ပစ္စည်းအသစ်တွေဝင်တာမကောင်းပါဘူးခင်ဗျာဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်ဆွေမျိုးများအိမ်မလာရလို့စိုင်းပုတ်တာတတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆွေမျိုးသားချင်းညီကောင်မတော်မှစိတ်တော့ကပြီးတတ်တော့ကာလဖြစ်ပါတယ်မိတ်ဆွေတဲ့အပေါင်းအသင်းတွေကိုပြောဆိုတဲ့အခါဒီစိုက်ပါတနင်္လာသားသမီးအမျိုးသားများအနေနဲ့ဆိုရင်တော့အိမ်တော်ရေးအချုပ်ချင်းကိစ္စလေးတွေတော့မဟုတ်အချုပ်နောင်ကိစ္စလေးတွေကြုံရတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးကြုံနေရလို့ရှိရင်ငါးသက်စိလွတ်ပေးတာမျိုးငါးလွတ်ပေးတာမျိုးငှက်စားတို့ခိုးစားတို့ခွေးစားတို့ကြွေးပြင်းဖြစ်မိတ်ဆွေတို့ရဲ့ကံကိုကောင်းမွန်တတ်တယ်လို့အချုပ်နောင်ဖြစ်တတ်ပါတယ်လူငယ်များအချင်းနဲ့ပတ်သက်ရင်မထင်မှပဲအိမ်နောင်ကြတာမျိုးလေးတွေဒီသားလဲရအိမ်နောင်လဲကြဆိုလို့စုပ်ခေါ်လက်ကိုအတုံးလိုက်တက်လိုက်ထဲလိုက်ဝင်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီຢာလေးကိုလည်းတတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင် social media နဲ့ပတ်သက်ပြီးတော့ဆွမ်းနာလို့ကိုယ့်ကိုတိုက်ခိုက်တဲ့သူရည်ရွယ်ချက်ရှိရှိကြုံရတတ်တဲ့အကြောင်းတတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ကိစ္စတွေကိုဘာကိုပဲဖြစ်ဖြစ်ကြိုမပြောရနဲ့ကြိုပြောရင်ပြတ်တတ်တော့အဖတ်တာကလာဖြစ်ပြီးတော့ခါမိတ်ဆွေတို့နဲ့ဘာကိုဖြစ်ဖြစ်လှုပ်ရှင်တဲ့ကိစ္စဖြစ်ရှင်တဲ့ကိစ္စတွေကိုရင်သွင်းမှာကြိတ်ထားပြီးတော့ဖြစ်လာတော့မှသာလှုပ်ဆောင်ပြောဆိုတာဟာအားသာကောင်းမှုတိုးတက်ပါတယ်စက်ပစ္စည်းရင်တကိုးကိုကန်ရတာမျိုးတမိုးရှိတဲ့ပတ်စံပစ္စည်းရင်စက်ပစ္စည်းတဲ့တကိုးကိုကန်ရတာမျိုးပြောက်တာမျိုးတွေကြုံရတတ်ပါတယ်လူပြူစားခြင်းခံရတတ်တာမျိုးတွေအစားဖြင့်ဆုံးတိုက်မကောင်းတဲ့အတတ်ပညာတွေပြူစားတိုက်ခိုက်ခံရတတ်တဲ့အတွက်သတိပြုစင်ကြင်မေးရန်လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အမျိုးသမီးကိစ္စအမျိုးသားတွေအနေနဲ့အရှုံအောင်ကိစ္စလေးတွေအိမ်တော်ကြီးအရှုံရှင်းကိစ္စလေးတွေကိုကမဟုတ်ရင်တော့ရိုးစွဆွဲတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ကြင်ပေးရန်လိုအပ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အလုပ်ကိုင်နဲ့ပတ်သက်ရင်လုပ်ငန်းသစ်အလုပ်သစ်တွေတိုးရှက်လုပ်ကိုင်ခြင်းထက်
ရှိနေတဲ့အလုပ်ကိုပဲတိုးတက်အောင်ဆွမ်းဆောင်ခြင်းဟာပုံမှန်ကံအားကောင်းပြီးတဲ့အခါအလုပ်တိရှာနေတယ်ဒီအလုပ်ကြီးမှမပြောလို့ကိုယ်ပိုင်စတင်မယ်ဆိုရင်တော့အခြားတနေရာဒေသကိုရွေးချယ်စဉ်းစားထားတယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ခြင်းကောင်းမွန်ခြင်းတွေရရှိစီမှာအတိအကျပဲဖြစ်တယ်လက်လွန်ထားတဲ့ငွေကြီးတွေပြန်လဲရရှိပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ညီကိုမောင်နှမကိစ္စလေးတွေကြောင့်စိတ်ထဲမှာပေါ့နော်အမှန်ကိုအမှားတရားဖြစ်စီတာမျိုးလေးတွေအလင်းစလုံးဆုံးဖြတ်တာမျိုးလေးတွေရုတ်တရက်ဝုန်းနဲ့ထိုင်နေဆုံးဖြတ်ပြစ်မှုတဲ့ကိစ္စလေးတွေမှာမိတ်ဆွေတို့ကအမှားယွင်းလေးတွေပေါ်တတ်တဲ့အတွက်သတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်ကျမ်းမာရေးမကောင်းတဲ့သူတွေညအိမ်ညနေခေါ်ပြီးတော့လက်ခံမိတာမျိုးတွေဟာမိမိတို့အပူကူးဆက်တတ်ပါတယ်အမှုကိစ္စဖြစ်နေသူတွေကိုကိုယ့်အိမ်မှာခေါ်ပြီးတော့ညအိမ်ညနေလက်ခံပြီးတော့ကိုယ့်အိမ်မှာဖြည့်ရှင်းခိုင်းခြင်းဟာအပူတွေကူးဆက်တတ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အိမ်တော်ကွဲမယားကွဲဒီလိုအကွဲမျိုးလေးတွေကိုအပူတော့ကတဲ့ကိုယ့်အိမ်ကိုညအိမ်ညနေခေါ်ခြင်းဟာလေအပူကိုကူးဆက်တတ်တဲ့အတွက်ဓာတ်သုံးကြားချောင်ဖို့ထပ်လောင်းပြောကြလိုက်ပါရစေကောင်းပြီဒါကမိတ်ဆွေတို့အနေနဲ့ဒီကလာအတော်တွေမှာဆိုလို့ရှိရင်စက်ပစ္စည်းရင်နဲ့ပတ်သက်လို့ကိုင်ရွယ်မောင်းနေတဲ့ကသတိထားစင်နေမှာရင်ခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေမှာတပိုင်းတစ်စဖြစ်ရတာမျိုးလေးတွေကြံ့ကြာရတာမျိုးလေးတွေကြုံရတတ်တော့ကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်စကားကိုလိုတိုင်းပြောတာမျိုးလေးတွေကုံတိုင်းပြောတာမျိုးလေးတွေအမိတ်ဆွေတွေရဲ့ကံကိုအားနည်းစေတတ်တယ်လို့ရည်ရွယ်ချက်ကြီးမှန်းချက်တွေကိုစိတ်ထဲမှာပဲတန်တိထားပြီးတော့လှုပ်ဆောင်မှအောင်မြင်တာမှအားတာမှပြုမှုဆောင်ရတာကောင်းပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဘာကိုလှုပ်လို့တောက်ကြသားသမီးတွေနဲ့တောက်ကြနေတွေနဲ့တောက်ကြရက်တွေနဲ့တွဲပတ်လုပ်တာမျိုးကကံကိုအားနည်းစေတတ်တဲ့အခါ73ရက်နေ့တို့31ရက်နေ့လို့ဒီလိုရံမျိုးတွေမှာ73ကဏ္ဍလို့31ကဏ္ဍလို့ကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေတဲ့အတွက်အရေးကြီးသောကိစ္စတွေကိုလုပ်တဲ့အခါဒီလမှာတတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်တတိထားဆင်ခြင်ရမှာတော့တန်မိုးချိတဲ့ပစ္စည်းတွေကိုလူမြင်တာမျိုးလေးတွေရွှေဝယ်လို့ရတယ်စုလို့ရတယ်သို့တော့ဝိတ္တာမျိုးလေးတွေမှာကြာပြောက်တာမျိုးကြာပြက်ကြတာမျိုးတခုခုခံတာမျိုးလူခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့အကြွားအမော်ထင်ပေါ်မှုနဲ့ပတ်သက်တာမျိုးလေးတွေကိုတော့သတိပြုဆင်ခြင်ပေးရန်အတွက်တော့လူအကြောင်းထပ်လောင်းပြောကြလိုက်ပါရစေလူယုံမလွယ်ပါနဲ့လူယုံဝင်လွယ်ရင်ဒုက္ခရောက်တတ်ပါတယ်အထူးသဖြင့်ကိုယ်နဲ့တစ်ခါမှအလုံးမလုပ်ဘူးတော့အမျိုးသမီးကြီးတွေကိုယ့်တက်အသက်ကြီးတော့အမျိုးသမီးကြီးတွေရဲ့အကူအညီကိုလူယုံမလွယ်ပါနဲ့အပြောအကောင်းရင်တိုင်းမယုံပါနဲ့လို့ပဲဆရာကထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့ဒီလက်တာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာလှစနလိုအလှကုန်ပစ္စည်းတွေအယောင်ထိုင်းတာမျိုးတွေဖန်စီပစ္စည်းတွေအယောင်ထိုင်းတာမျိုးတွေအဝယ်စားနဲ့ပတ်သက်လို့ရှိရင်စနလိုစိတ်တိုင်းမကြတာမျိုးတွေဖြစ်ရတတ်တယ်လို့ကိုယ်တိုင်ပြင်ရင်မလာဘဲနဲ့သူများကိုပြင်လာတယ်ဆိုတဲ့ကာလာလာမျိုးဖြစ်နေတဲ့အတွက်မိတ်ဆွေတို့နဲ့ဒါလေးတွေကိုဒီလုပ်ငန်းလေးတွေအလှကုန်ဆရာကြားမိကြလားဆိုအလှကုန်ဖန်စီပစ္စည်းအလှ beauty salon တွေနဲ့ပတ်သက်ဆရာကလည်းလာမိကြတာလေများတော့ဆရာကဒါလေးကိုလည်းတစ်ခုပေးလိုက်ပြရစီကိုယ်တိုင်ပြင်ရင်တော့ကိုယ်စိတ်တိုင်းမကြဘဲနဲ့သူများကတော့ကိုယ်စိတ်တိုင်းကြနေတာမျိုးဒီလိုမျိုးလေးဆရာဆိုဘာမှမပြင်လဲရှော့တယ်ပြင်လိုက်ရင်ကိုရှော့မစလို့ပြင်တာဆိုတော့ကောင်းပြီနော်ဆရာနောက်တာနော်ကောင်းပြီဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီဟာလေးတွေကြုံရတတ်တဲ့အတွက်ကိုဘာမှစိတ်ကြမကြဘဲနဲ့စိတ်ကိုပြောအောင်နေပါမိတ်ဆွေတို့အနေနဲ့ဒါအပြင်နောက်တစ်ခုကလက်ပိတ်စီသောစကားတွေဒုက္ခရောက်တော့မှာပဲခက်ခဲတော့မှာပဲငွေကုန်တော့မှာပဲဆိုတဲ့ဘူးဆိုသောစကားလုံးတွေကိုခြောင်ပြီးတော့ငါတော့ကံကောင်းတော့မှာငါတော့အစဉ်ပြေတော့မှာဆိုတဲ့ကိစ္စလေးတွေနဲ့တုခံဆိုတဲ့ကောင်းသောစကားလေးတွေဆိုပြင်းချင်းမိတ်ဆွေတို့ရဲ့ကံဟာအားသာခြင်းတုတ်တက်ခြင်းတွေဘက်ကိုကျင်းသေးပေါင်းရရှိစေတာအတေးကြပဲဖြစ်တယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုလုပ်လို့မြောက်ဆူဆူရက်ကိုမျက်နှာမူပြီးသွားတဲ့လုပ်ငန်းတွေမှာတတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့တတိထားဆင်ခြင်ပေးရမှာတော့တောက်ကြသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပြီးတဲ့အခါအယောင်နေနဲ့ဆိုရင်တော့အသားရောင်လို့ဒီရောင်လေးတွေကိုသို့မဟုတ်မြေကြီးရောင်တွေပေါ့နော်ဒီရောင်လေးတွေကိုတတိထားဆင်ခြင်ပြီးတော့ဝစ်စင်မှာအရေးကြီးတဲ့ကိစ္စတွေမှာစိတ်ကိုထိုင်းမိုင်းစေတော့အရာလေးတွေကိုကြုံတက်ချောင်းဆရာကထားလောင်းပြောကြလိုက်ကြတယ်ခင်ဗျာကောင်းပြီအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်ကြမရှိဘူးငကိုကဆက်သွယ်ပြက်နေတော့အိမ်တော်ကြီးမှာအစင်ဒီလာတာမျိုးတုံးနဲ့တူတယောက်နဲ့တယောက်အကျဉ်းသားတွေအားနည်းနေတော့နှွေးထွေးမှုတွေအားနည်းနေတော့အေးချမ်းမှုတွေအားနည်းနေတဲ့အိမ်တော်ကြီးမှာတယောက်နဲ့တယောက်နွေးထွေးပြန်လဲတိုင်ပင်ညှိနှိုင်းတာမျိုးလေးတွေအကျိုးပေးသလိုအိမ်တော်ဘက်ကြောင့်ငွေတွေလုံးနဲ့ရုံနဲ့ဝင်လာတာမျိုးလေးတွေသာသမီရတနာရရှိတာမျိုးလေးတွေလက်ဖက်လက်သားအကူကြီးထောက်ဖို့ရရှိတာမျိုးလေးတွေအိမ်တော်ဘက်ရဲ့အစိုးတွေကနေပြီးတော့ကောင်းမွန်တဲ့ဘက်ကိုပြုပြင်နိုင်တဲ့စိတ်ကလေးတွေကြောင့်စိတ်ချမ်းသာစရာတဲ့တင်းလေးတွေကြားရတတ်တော့ငကိုကစိတ်သူများပေါ်မှာဖြစ်နေတော့အမျိုးသမီးတွေသူများပေါ်မှာစိတ်ပါနေတော့မိမိအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့လက်ရှိမှာစနကပြန်လဲတက်မှတ်အောင်ကြိုးစားပြီးတော့ညှိယူရင်အချော့ပြောရင်ရမယ်ဆိုတဲ့ကာလမျိုးဖြစ်နေပါလေငကိုကဝေးကွာနေတော့အိမ်အောင်ဗမားနေရတော့တုံးတဲ့တူတယောက်နဲ့တယောက်ပြန်လဲစုံစည်းပြီးတော့အဆက်အသွယ်ရတာမျိုးတွေကျင်းတွေကြုံရတတ်တယ်လို့တကယ်လို့မှမိမိတို့အိမ်အောင်ကြီးမှာပြဿနာကတော့ကစားဖြစ်ပြီးဆိုရင်မိမိတို့အိမ်တွင်းရေးကိစ္စကြောင့်မဟုတ်ဘဲနဲ့ဂျားလူတဦးတယောက်ချက်ကိုအကြောင်းပြုပြီးပြဿနာလေးတက်ရတဲ့အတွက်မိမိတို့ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ယုံကြည်ပါကိုယ့်ရဲ့အတွင်းရေးကိစ္စတွေကိုသူတို့ဘာကိုမတိုင်မြင်ပါနဲ့လို့ထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာနော်မိတ်ဆွေဒီလာတာတော့တင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာချလိုက်ဒီလာတာတော့တင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာမိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တင်မှာဆိုလို့ရှိရင်ဘာကိုဖြစ်ဖြစ် sorry ပါနော်ဆရာဟိုဖြစ်လို့နော်ဒီလာတာတော့တင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာ
အရာရာကိုအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ကုန်ပစ္စည်းတွေရောင်းကုန်တွေအယောင်းတော့အယောင်းဖတ်စီဖို့အတွက်ဆိုရင်200တန်လေးတစ်ရွက်နဲ့ရိုက်ကုန်ထိတွေ့ပြီးတော့ရောင်းလိုက်ပါအယောင်းတော့အယောင်းဖတ်ပြီးတော့တန်ကောင်းစီမှာအသေးချာပဲဖြစ်တယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတော့အယောင်းထွက်စီဖို့အတွက်ဆိုရင်မိမိတို့ရဲ့ရောင်းကုန်တွေကိုသတင်းစာစက်ကူလေးနဲ့ရက်ခတ်ပြီးတော့သတင်းစာစက်ကူလေးနဲ့ရက်ခတ်ပြီးတော့ရောင်းထွက်သွားအောင်ဆွမ်းနာလို့ပေါ့ရောင်းထွက်သွားအောင်ရက်ခတ်ပြီးတော့ရိုက်ကုန်ထိတွေ့ရောင်းလိုက်ပါအယောင်းဝယ်ကောင်းပြီးကန်ကောင်းစီမှာအသေးချာပဲဖြစ်တယ်ခင်ဗျာအဆက်ဆက်ရငွေကြီးကအားကောင်းစီပြီးတော့အဆက်ဆက်ရအဆင်ပြေစေရန်အတွက်မပြောဘူးအဋိဌာန်အနေနဲ့ဆိုရင်ဆရာမင်းမိတ်ဆွေတနေ့လာတာတည်းအဋိဌာန်ပြုလို့တပတ်ဆိုရင်တော့အရာရာမိမိတို့လိုရာကိစ္စအဆင်ပြေစေဖို့အတွက်ဆိုရင်မဟာသမယတုတ်ကိုတနေ့ကိုတစ်ခေါက်လုံးနဲ့ရှစ်ရက်တိတိအဋိဌာန်ပြုလိုက်ရင်အခက်အခဲတွေမှလည်းအပူတော့ကတွေမှလည်းပြည်လဲပျောက်ကင်းသွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရအဆင်ပြေစေပြီးငွေကြီးကအားကောင်းစေရန်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုတော့ဖြစ်မိမိတို့ရဲ့အိမ်ကမြတ်စွာဘုရားမှာနော်မိမိတို့အိမ်ကမြတ်စွာဘုရားမှာဖန်ခွက်လေးတစ်ခွက်နဲ့နော်ကြံလေးနှစ်ချောင်းကိုနော်မြတ်စွာဘုရားဖန်ခွက်လေးနှစ်ခွက်နဲ့ကြံလေးနှစ်ချောင်းကိုဆွမ်းလာလို့ပေါ့လှူထားပြီးတော့ရေလေးကိုတဝက်လောက်ထည့်ပါကြံလေးနှစ်ချောင်းကိုလှူထားပါအဲ့ဒီခွက်လေးရဲ့အောက်မှာ1000တန်လေးတစ်ရွက်ကိုတင်ထားပါဆရာပြောပြပါမယ်နော်1000တန်လေးတစ်ရွက်ကိုတင်ထားပါမှောက်မှောက်လန်ရတယ်ဒါပြီးတော့ဖန်ခွက်လေးနဲ့ဂိုင်းပါတဲ့ဖန်ခွက်လေးနဲ့မိတ်ဆွေတို့ရဲ့ဖန်ခွက်လေးနဲ့တင်အကြည့်ကလေးပေါ့နော်ဖန်ခွက်အကြည့်ကလေးနဲ့တင်ပြီးတဲ့အခါရေတဝက်လောက်ထည့်ပြီးကြံလေးနှစ်ချောင်းကိုတင်ပြီးတော့နေ့စဉ်မိမိအိမ်ကမြတ်စွာဘုရားမှာနော်လှူပြီးတော့ခါကျတော့နေ့စဉ်တော့ကပ်ပါနော်အရှင်ဘုရားပြီးတော့ကြံတဲ့ပတ်စံလှူပါတယ်ဘာညာဆိုပြီးတော့လိုရာကိုဆူတောင်းရင်ကျင်းတွေပါအောင်မြင်သွားမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲတနေ့ကတာသမီးဒီလကတော့စိတ်ချမ်းသာစရာတွေများတယ်ဗျာကဲကောင်းပြီဆိုတော့တနေ့ကတာသမီးမိတ်ဆွေတွေအားလုံးကံရဲ့ထောက်ပံ့တွေကိုများစွာရရှိပြီးတော့အောင်မြင်မှုတွေအသီးသီးရရှိကြပါစေယရနာစိတ်ကြောက်စေတောက်တိုက်ကစားနိုင်ကြပါစေတက်နေတဘိုးလောက်ပြီးဖြိုးလို့နော်အောင်မြင်မှုအပေါင်းတွေခါကြောင်းကြပါစေဆရာဟောသောကောင်းသောအချက်တွေကဒါမိတ်ဆွေတို့ကတိုက်ဆိုင်မှန်ကန်ပြီးမကောင်းသောအချက်တွေဟာဝေးကွာကင်းစင်ပါစေကြောင်းဆုတောင်းရင်းနဲ့ကဲတနေ့ကတာသမီးတွေအားလုံးယရနာစိတ်ကြောက်စေတောက်တိုက်ကစားနိုင်ကြပါစေခင်ဗျနောက်ပတ်မှာပြန်ဆုံကြတာပေါ့ခင်ဗျဒီလတော့စိတ်ချမ်းသာကြပါပဲ